တော်ကနေမျိုးအောင်ပါခင်ဗျာ။သား grade 1မှာတက်နေတဲ့ဟိန်းတက်ဆိုရဲ့ဖေးညမ်းပြီကျွန်တော်တို့ကကလေးကိုပုံမကောင်းမွန်တဲ့ပညာရေးပတ်ဝန်းကျင်ကိုလိုချင်တာပေါ့နော်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့လိုက်စုံစမ်းနေဒီကျောင်းကိုကျွန်တော်ထားဖြစ်သွားတာသားလေးကအစဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်အစ်ဆိုကြောက်တတ်တယ်ပေါ့နော်နောက်ပိုင်းကျတော့သားလေးကဒီပတ်ဝန်းကျင်အစ်မှာလည်းပျော်လာတယ်ကျောင်းသွားရတာလည်းပျော်လာတယ်အဲ့လိုမျိုးတွေဖြစ်လာဒီကျောင်းရဲ့ဆရာဆရာမတွေရဲ့သုံးသပ်ပြောဆုံးမမှုကြောင့်တိုးတက်လာတယ်လို့မြင်ပါတယ်ခင်ဗျာအဓိကအဖြစ်ချက်တကဒီစိတ်သက်စွမ်းရည်တွေတော့တိုးတက်လာတယ်သူအဲ့လိုမျိုးတင်းဝေါသူလောက်လာနိုင်တယ်သူ language ဆိုလို့ရှိရင်သူတော့အဆင်ပြေလာတယ်ဒီချက်လို့ရှိရင်သူတင်လို့စိတ်တွေသူလေ့လာခြင်းစိတ်တွေပို့ပြီးတော့သူစီမှာရရှိလာပို့ပြီးသူလှုပ်ရှင်စိတ်တွေများလာတယ်ပေါ့နော်ပြီးလို့ရှိရင်ပြဿနာတစ်ခုကိုသူဖြည့်ရှင်းနိုင်တယ်သူဖြည့်ရှင်းဖို့လည်းသူစူးစမ်းလာနိုင်တယ်မဖြည့်ရှင်းနိုင်တာမှပေါ့နော်အဲ့ဒါတွေကသူတိုးတက်လာတယ်လို့သူမြင်မိရပေါ့တစ်ချက်ဟုတ်ဒီចောင်းကိုရပြီးတော့မှကိုရီးယားစိုးရင်တာသူတို့မျိုးចောင်းမပြောမှာအဲ့လိုပေါ့နော်ပတ်ဝန်းကျင်တင်တဲ့ line တွေမဖြစ်မှာကိုစိုးရင်ဒါပေမဲ့နောက်ပိုင်းကျတော့တဖြည်းဖြည်းလိုမျိုးမိုးနေတာနဲ့သွားဒီចောင်းတက်ဖို့သူအမြဲသူ active ဖြစ်နေတာသူចောင်းသွားမယ်သူចောင်းပြောရဲပေါ့နော်ဒီချက်အဲ့လိုမျိုးလေးတွေသူရှိတယ်နေ့တိုင်းကျတော့သူသူ့ရဲ့ဒီလိုမျိုးဒီစူးစမ်းအားထုတ်မှုတွေသူ့ရဲ့ဒီလိုမျိုးပျော်ရွှင်မှုတွေပေါ့နော်အဲ့လိုမျိုးသူတဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာတာတွေကိုတော့တွေ့နေအောင်ခံစားမိရသူ့ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်သဘောကျတဲ့အချက်ကပထမဆုံးကျောင်းလာလိုက်တာနဲ့နော်ကျောင်းသားဆင်းလာတဲ့ကျောင်းသားလေးကိုကြိုတဲ့ဆရာဆရာမတွေပြုံးရွှှလေးတွေဆရာဆရာမတွေအဆရရကူညီပေးတဲ့ security ဝန်ထမ်းတွေအဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ပြီးတော့စိတ်လည်းအရမ်းချမ်းသာပါဒီလိုပတ်ဝန်းကျင်ကောင်းမှာသားလေးကိုစိတ်ချမ်းသာလက်ချမ်းသာနဲ့ပညာသင်ကြားနိုင်အောင်ထားခဲ့နိုင်တဲ့အတွက်လည်းအရန်ဝမ်းသာမိပါတယ်ခင်ဗျာNLP test ကိုတော့အမအနေနဲ့သဘောကျတယ်ပေါ့ဒီချက်အခုဆိုတော့ဒီ test ကကြတော့ကလေးတွေရဲ့ဒီ language ကိုလည်းတိုးတက်လာစေနိုင်တယ်လို့တော့ထင်မိတယ်ပေါ့နော်ကလေးတွေရဲ့ဒီလိုမျိုး reading skill တွေ listening skill တွေဘယ်လိုပြောမလဲတစ်ခေါက်ထက်ပိုပြီးတိုးတက်လာနိုင်အောင်လဲကလေးရဲ့ဒီအရေးချင်းဘယ်လိုတိုးတက်မှုတွေရှိလဲဆိုတာကိုလည်းသိမြင်နိုင်တယ်နောက်တစ်ခုကကြတော့ဒီကလေးတွေကိုဒီပြင်မဗဟုသုတတွေရအောင်လေ့လာရေးခီးတွေထွက်ပေးတဲ့ဒီ program အစီအစဉ်ကိုလည်းသဘောကျမိပါတယ်ကလေးတွေဒီအပြင်ရဲ့ဒီတဘာဝဗဟုသုတတွေကိုကလေးတွေငယ်ရွယ်နဲ့ထိတွေ့နေရတယ်လေ့လာခွင့်ရတယ်ဆိုတာလည်းဒါအကျိုးရှိတယ်ပေါ့နော်ဒီ program ကိုတော့အမအနေနဲ့သဘောကျမိပါတယ်အမအနေနဲ့ကတော့ဒီကိုယ့်ရဲ့ဒီ personality ရဆိုလို့ရှိရင်တော့အပြည့်အဝကတော့မှန်ကန်တယ်လို့ကိုယ့်ကိုယ်တော့သုံးသပ်မိတယ်ပေါ့နော်ဟုတ်ဆိုဒီအဓိကကတော့ဒီကလေးရဲ့ဒီစာဖတ်စွမ်းရည်တာမကဘူးဒီစိတ်သက်စွမ်းရည်အဖက်ဘက်ကနေအမျိုးဖွံ့ဖြိုးတိုးတက်လာအောင်ထောက်ပံ့ကောင်းတွေပေးနိုင်တဲ့အကြောင်းတစ်ခုလို့တော့အမကထင်မြင်မိတဲ့အတွက်ကြောင့်မို့လို့ဒီ SCI ရဲ့အကြောင်းကိုပြောင်းလာတဲ့အကြောင်းရင်းကတော့အမကတော့ပြေဝမှန်ကန်ပါတယ်ဒီကျောင်းလေးကိုပြောင်းလာပြီဆိုလို့ရှိရင်အမဒီစိုးနေတာပေါ့နော်တသားရဲ့ဒီပတ်ဝန်းကျင်အသင်းနဲ့ဒါရောညီတွေဖြစ်မလားသူဒီတငယ်ချင်းအသစ်တွေနဲ့သူအဆင်ပြေမလားပေါ့နော်ပေါင်းတဲ့ဆက်ဆံမှုတွေပြီးလို့ရှိရင်ဒီသင်ကြားမှုသူအခက်အခဲတွေဘာသာစကားသူနားလည်မှုအခက်အခဲတွေပေါ့ချဲအဲ့ဒါတွေသူအဆင်ပြေမလားဆိုတာကိုစိုးရင်ရရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ဒီဆရာဆရာမတွေရဲ့အသင်ပြကောင်းမှုကလေးတယောက်ချင်းစီတိုင်းကိုအားနည်းတဲ့ဘာသာရပ်တွေကိုပို့ပြီးတော့လို့သိဆရာမတွေကသိပြီးတော့ထိမိနဲ့အထောက်ပံ့ကောင်းတွေသင်ကြားပေးနိုင်တဲ့အတွက်ကြောင့်မို့လို့မိဘတယောက်အနေနဲ့စိုးရိမ်မှုတွေလျော့ပါခဲ့ရတယ်ပေါ့နော်မိဘတွေနေရတော့အကောင်းဆုံးဆိုတာတွေကိုလိုချင်တာပေါ့နော်အဲ့တော့ကိုယ်နဲ့ကိုက်ညီတဲ့ပညာရေးပတ်ဝန်းကျင်ကိုလိုချင်တဲ့အတိုင်းအတာတွေနဲ့အကုန်လုံးဒီလိုချင်တယ်ဆိုရင်တော့ဒီလိုကြောင်းမျိုးရွေးသင့်ပါတယ်ခင်ဗျာအဲ့လိုလဲဆိုတော့လက်တွေ့အနေနဲ့ကျွန်တော်သားလေးကဒီမှာပညာသင်ကြားနေရဆိုတော့သူ့ရဲ့တိုးတက်မှုတွေကြည့်ပြီးတော့ဒီလို SCI ကြောင်းမျိုးရွေးသင့်တယ်လို့အကြံပြုချင်ပါတယ်ခင်ဗျာ
ဒီတက်မက SCI ရဲ့အကြောင်းကြီးလည်းအောင်မြင်ပါစေဒီတက်မကလည်းပုံမကောင်းမွန်တဲ့ပညာသင်ကြားရေးစနစ်ကိုကလေးတွေကိုအထောက်အကူပြုနိုင်ပါစေ